ခမားဖုံးကခမားကိုစောင့်ကြည့်နေတယ်ဆိုတာခမားသိလားခမားတခါမှမပြောဘူးတဲ့အရာကိုခမားဖုံးကဘယ်လိုသိလဲဆိုတာခမားသိလားခမားတစ်ခုခုစဉ်းစားလိုက်တာဒါမှမဟုတ်တငယ်ချင်းကိုတစ်ခုခုပြောလိုက်တာဒါမှမဟုတ်အပြင်မှာဒီတိုင်းတစ်ခုခုပြောလိုက်တာ ਨੇ ခဏလေးကြာတော့ဖုန်းထဲမှာအပစ္စည်းရဲ့ကြော်ညာတန်းပေါ်လာတာခမားအနေနဲ့ဒါကြုံမှုမယ်နေမှာပါခမားတငယ်ချင်းကိုဒီဖနက်ကကြိုက်တယ်လို့ပြောလိုက်တဲ့အချိန်မှာခမားဖုန်းထဲမှာဖနက်ရဲ့ကြော်ညာရောက်လာတာမျိုးခမားကြုံမှုမယ်နေမှာဒါဒီတိုင်းတိုက်ဆိုင်မှုတစ်ခုတက်တော့မဟုတ်ပါဘူးတကယ်တော့ခမားရဲ့ဖုန်းကခမားကိုအမြဲတမ်းနားထောင်နေပါတယ်အထူးသဖြင့် app တွေကို microphone access ပေးတဲ့အခါမှာအဲ့ဒီ app တွေကခမားပြောတဲ့ keyword တွေကိုသူတို့ကတေချာလေးလိုက်မှတ်နေတာပဲဖြစ်ပါတယ်ဗျာဒါတွေမကသေးပါဘူးခမားဘယ်တွေသွားလဲခမားဘယ် app ကိုအချိန်ဘယ်လောက်ကြာသုံးလဲစသဖြင့်အကြောင်းအရာတွေကိုခြေရာခံနေတယ်ဆိုတော့တစ်ခါတလေမှာခမားအနေနဲ့မပြောထားတဲ့အကြောင်းအရာကိုပါဖုန်းကခန့်မှန်းပြီးမှကျွန်တော်တို့စီကိုကြော်ညာရောက်တာမျိုးပဲဖြစ်ပါတယ်ဗျာဒီအကြောင်းအရာတွေကိုကျွန်တော်တို့အနေနဲ့နည်းနည်းပါးပါးထိန်းချုပ်လို့ရပေမဲ့အလုံးစုံထိန်းချုပ်ဖို့ကတော့လုံးဝမဖြစ်နိုင်ပါဘူးခမားအနေနဲ့ခမားဖုန်းကခမားပြောသမျှကိုခိုးတာနားထောင်တာမလုပ်စေချင်ဘူးဆိုရင်တော့ setting ထဲမှာ tracking နဲ့ microphone ဆိုတဲ့နေရာမှာမလိုတဲ့ app ကိုပိတ်ထားလို့ရပါတယ်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ဖို့လုံးဝမမေ့ကြပါနဲ့เนาะဒီအကြောင်းအရာကိုခမားတငယ်ချင်းတွေပါသိသွားအောင်ခမားတငယ်ချင်းတွေကိုလည်း share ပေးလို့ရပါတယ်ဗျာဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးကြတဲ့အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာအားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေဗျာ